Hello everyone, it's me Tari ba. ဒီနေ့ video ကကြတော့Tari ရှေ့ video တွေမှာတော့က English လိုမျိုးပြောထားရပါတော့ဆိုတော့ဒီတစ်ခါတော့မြန်မာလိုမျိုးပြောင်းပြီးတော့မှ vlog စိတ်လုပ်ကြည့်မလို့ပါအဓိကရည်ရွယ်ချက်ကတော့ English လိုမျိုးပြောပြီးတော့မှမြန်မာ subtitle ရဲ့ engagement နဲ့မြန်မာလိုပဲပြောရမြန်မာလိုလဲစားတယ်မထူတော့ဘူးပေါ့နော်ဆိုတော့အဲ့ engagement ရဲ့ပြီးတော့လို့ရှိရင်နောက်တစ် video တစ်ခုကြာလို့ရှိရင်တော့မြန်မာလိုပြောပြီးတော့ English လို subtitle ထိုးထားတဲ့ engagement ပေါ့အဲ့ engagement လေးကိုတစ်ချက်try ကြည့်ချင်လို့ဖြစ်ပါတယ်။ဒါကတော့ပွင့်လင်းပြောပြပါရှင်။ Tari အခုတော့တက်ဖြစ်နေတဲ့အတန်းတစ်ခုရှိရပါတော့။အဲ့ဒီအတန်းက AI နဲ့ video content တွေလောက်တာကိုသင်ပေးတာ။တကယ်တော့အဲ့ဒါတင်တန်းတက်စရာအရင်ထိတော့မလိုဘူး။ဘာလို့လဲဆိုတော့ business ဖြစ်တယ်ကွာတည်တာတကယ်စဉ်းစားကြည့်မယ်ဆိုလို့ရှိရင် AI နဲ့ video တွေလောက်တယ်ဆိုတာYouTube တို့နောက်ဆုံး TikTok ကနေပြောမှလမ်းလို့လို့ရှိရင်တော့မှကောင်းကောင်းလုံနိုင်တယ်ဒါပေမဲ့ကိုကအသုံးမကျဘူးခွဲတည်လားညင်ကြီးရတယ်မမီအဲ့တော့ဘယ်လိုဖြစ်လဲဆိုတော့ Google Flow သုံးလို့ရှိရင်ဒီ10 second နဲ့10 second နဲ့ခွဲပြီးထုတ်တဲ့အချိန်ဒီမှာ language တွေပိုင်းနဲ့ကောင်းကောင်းလို့အဆင်မပြေဘူးဖြစ်နေတာပေါ့နော်ဆိုတော့အဲ့ဒါနဲ့ပဲတင်နန်းတက်နေတာပါတက်နေတဲ့တင်နန်းက Burmese AI Studio อ่ะပေါ့နော်တင်နန်းကြီးက3,000ပေးရတယ်တော်တော်လေးတော့အဆင်ပြေတယ်တရီပထမဆုံးနေ့မှာပဲလောက်ထားတဲ့ဗီဒီယိုလေးကိုကြည့်လိုက်ပေါ့နော် I love Tanaka because it provides the shade to stay cool in summer and protect my skin from harmful UV rays. အဲ့ဒီတခုပြောပြအောင်မယ်တိလားတကယ်တော့ဗီဒီယိုတွေကိုစမ်းလောက်ခိုင်းတာကသူ English လိုတော့လို့ရတယ်မယ်အကုန်လုံးမြန်မာလိုလုပ်ထားတာကွာဆရာကိုရလည်းအဲ့လိုမြန်မာစာမှန်လားမမှန်လားလုပ်ချင်လို့ကိုရရလည်းအိမ်မြန်မာစာမှာပဲတိုင်ပတ်နေလို့ဆိုပြီးတော့မြန်မာလိုလုပ်ခိုင်းတာဖြစ်ချင်တော့အဲ့ဒီတနေ့တော့ဘယ်လိုမှမြန်မာလိုမျိုး content ထုတ်မလားအဲ့နဲ့နောက်ဆုံးidea ဘယ်လိုမှထုတ်မလားနဲ့အရင်တော့ကဒီတနခါ project လုပ်ဖို့အတွက်လုပ်ထားရှိခဲ့ပေါ့နော်ဆိုတော့အဲ့ဒီတည်းကအဲ့ဒါတော့တတိယပြီးတော့ဒီတိုင်းပဲအမြန်ရေးလိုက်ရရေးပြီးတော့အဲ့တိုင်းပဲတင်ပေးလိုက်ချင်ပေါ့နော်မြန်မာလိုအဆင်မပြေလို့ပါဆိုနေမှာ English လိုပဲဆက်သွားတင်ပေးလိုက်တယ်ဆရာကတော့ကိုယ်မစဲရကန်ကောင်းပဲပြီးတော့လေအဲ့နေ့တော့ဘာလုပ်နေရလဲဆိုတော့ဒီဗီဒီယိုရိုက်တဲ့နေ့တော့ပေါ့နော်နောက်ဘက်မှာပစ္စည်းရှုပ်နေတာတွေ့ရမလားလူကဘယ်လိုကြည့်ရှိလဲဆိုလို့ရှိရင်ဥပမာဖြင့်ဒီတစ်ပတ်တနင်္ဂနွေနေ့မှာအခန်းရှင်းမယ်ဆိုလို့ရှိရင်အဲ့ဒီနေ့ကိုအခန်းရှင်းတယ်အဲ့လိုမရေးထားလို့ရှိရင်အခန်းမရှင်းဘူးဆိုရင်အချင်းရှိတယ်ဆိုတော့အဲ့ဒါလည်းဘာလို့လဲလို့ပြောလို့ရှိရင်ပြင်းတာလားလို့ပြောရင်ဟုတ်တယ်ပြင်းတာတအားဆိုတော့အဲ့ဒါနဲ့အဲ့ဒီတော့ဒီလာမကုံကင်ပေါ့နော်လာမကုံကင်ချက်နေသေးတဲ့တပတ်ကျော်ပေါ့အဲ့တော့တပတ်ကျော်စားချက်အခုလည်းတပတ်ကျော်စားချက်နာနဲ့တူတယ်ကတော့ပါတိပြောက်ကုန်ပြီစာအဲ့ချက်နေသေးတဲ့ရက်တွေတော့ကိုဘာတွေလုပ်ဖို့အတွက်ရှိလဲဆိုတာကိုစဉ်းစားနေတာမဟုတ်ဘူးမေးလို့မနေ့ကစဉ်းစားတာအဲ့နေ့တော့ကဘာရေးထားလဲဆိုတာစောက်သွားကြည့်လိုက်ပြီဆိုတော့အဲ့နေ့တော့ကဘာရေးထားလဲဆိုတော့အခန်းရှင်းမတော့ရပြီးတော့အဲ့တော့တကယ်တော့စိတ်သက်ကြနေတာဘာလို့လဲဆိုတော့ရှိရင်ဖျားတာပါလို့မနေ့ကောညအောင်ဖျားတာတမင်မစားရတာတပတ်လောက်ရှိနေပြီအဲ့နဲ့ဖျားလို့ဆိုပြီးတော့စိတ်သက်ကြနေတာစိတ်သက်ကြလို့ဆိုပြီးတော့ငါဒီလောက်ကမယ်ငါဘာလို့သက်ရှင်နေတာလဲငါသက်ရှင်နေရရတာကြောင့်အဲ့ဒါကြောင့်မလို့ငါဒီအလုပ်ကိုဖြစ်မြောက်လို့လုပ်ကိုလုပ်ရမယ်ငါဒီနေ့ကိုပြေးဝနာပြီးတော့လို့ရှိရင်ငါဘယ်နည်းကနေစပြီးတော့မှငါအလုပ်ပြန်လုပ်မှဖြစ်မယ်ငါအခန်းကိုရှင်းမှရမယ်ဟိုဘက်အခန်းနဲ့ဒီဘက်အခန်းခန်းရှိအောင်ဆိုတော့အဲ့နှခမ်းကိုငါဘယ်လိုပုံစံနဲ့ရှင်းမယ်အဝတ်စားတွေကိုငါဘယ်လိုမျိုးထားမယ်ဒီကအခန်းကိုလိုချင်တဲ့ဒီ decoration ပုံစံပါညာအကုန်လုံးကအစားပေါ့နော်ဗီဒီယိုရိုက်ဖို့တော့ကငါပေးနေရမှာဒီနေရာချမယ်အဲ့ဟာအကုန်လုံးရေးနေကွာဒီလားအဲ့လိုဖြစ်ချင်တာရောဖြစ်တဲ့နာရောဖြစ်ရမှာရောအဲ့လိုမျိုးရေးပြီးတော့ကို motivation ပြန်ပေးမဟုတ်ဘူးငါလုံးဝရမယ်ဘယ်လို motivation ပေးလဲလို့ပြောလို့ရှိရင်ငါဒီနေ့မလုပ်လို့ရှိရင်ငါမနေ့ပြန်ငတ်မှာဆိုတော့အရေးကြီးဆုံးကငါ terror ဟောရမယ်ငါ terror မဟောလို့ရှိရင်ငါဒီနေ့မဟောရင်ငါမနေ့ပြန်ငတ်မှာတကယ်တော့ခုတော့မှ3ယောက်ကျန်နေတဲ့ terror ဟောဖို့ဆိုတော့ဒီနေ့ terror မဟောလို့ရှိရင်မနေ့ပြန်ချက်ငတ်မှာငါငတ်မခံနိုင်ဘူးဆိုတော့ဒီအလုပ်လုံးမှရမယ်အဲ့ပြောင်းမှာဗီဒီယိုလေးလုံးမှရမယ်ဆိုပြီးတော့မှစိတ်သက်သာနေရဖြစ်ပါတယ်ဆိုတော့တော်လေးပြောမောသားကြီးဆိုတော့တလောက်ပါပဲကျေးဇူးအများကြီးတင်ပါတယ် See you in the next video ပါရှင်